ဟာပတ်စံရှာရတာပင်မလိုက်တာပတ်စံတွေရှာတာရှာနေတယ်အချိန်တိုင်းဘယ်ရောက်လို့ရောက်သွားမှန်းလည်းမသိဘူးဆိုတော့ခံစားချက်မျိုးတင်မရှိဘူးလားပတ်စံတွေဒါဘလောက်ပဲရှာနေအချိန်တိုင်းပတ်စံနဲ့ပတ်သက်ပြီးတော့လုံခြုံတယ်လို့မခံစားရဘူးဆိုရင်ကျွန်မဒီဗီဒီယိုထဲမှာပြောပြသွားမယ် money energy leak button ပတ်စံနဲ့ပတ်သက်တဲ့ energy ယူပေါက်9ခုတည်းကတစ်ခုသို့မဟုတ်တစ်ခုထပ်ပိုတဲ့ button တင်မရှိနေလို့ပါပထမ button က freeze button မှာဒီပတ်တန်ကဘာလဲဆိုတော့ပတ်စံနဲ့ပတ်သက်ပြီးတော့စည်ရင်းစစ်ဖို့ကိုကြောက်နေတာပတ်စံနဲ့ပတ်သက်ပြီးစည်ရင်းလုပ်ဖို့ဆိုရင်နေရွှေညရွှေနေတာအဓိကကပတ်စံနဲ့ပတ်သက်ပြီးစည်ရင်းလုပ်တယ်ဆိုတာကစီးနဲ့ကန်နဲ့ boundary chart ဖို့ပါဒါပေမဲ့ငငယ်လေးတဲ့ကစည်ရင်းစစ်ဖို့ဆိုရင်ဥပမာကျမဆိုရင်စည်ရင်းစစ်တာနဲ့ပဲမိဘတွေရန်ဖြစ်ကြရတယ်သို့မဟုတ်လဲစည်ရင်းစစ်လိုက်ပြီဆိုတာနဲ့စိတ်ရှုပ်စရာတွေဖြစ်လာတယ်အဲ့တော့သင်ရဲ့ nervous system ထဲမှာပဲဖြစ်ဖြစ်ဒီ past experience နဲ့အတိတ်က childhood experience အရာစည်ရင်မကောင်းတဲ့ခံစားချက်တစ်ခုမကောင်းတဲ့ memories တစ်ခုနဲ့ attach ဖြစ်နေတော့စည်ရင်စစ်တဲ့အလကားပဲကုန်တဲ့ပတ်စံတွေကကုန်သွားပြီဆိုပြီးတော့ပတ်စံကိုစည်ရင်နဲ့အင်းနဲ့မလုပ်ပဲကိုယ့်ရဲ့ bank account ကိုဘယ်လောက်သုံးလိုက်လဲဆိုတာတော့ကိုမစမ်းစစ်ပဲနဲ့ရှောင်ပြေးနေတဲ့ pattern ဖြစ်ပါတယ်ဒုတိယ pattern က give to others pattern မှာမိဘတွေအတွက်သုံးလိုက်တာမောင်နှမတွေအတွက်သုံးလိုက်တာတငယ်ချင်းတွေအပြင်မှာသွားဆိုင်ရပါတယ်ငါပေးလိုက်မယ်ရပါတယ်ငါရှင်းလိုက်မယ်စသဖြင့်တော့သူများတွေနဲ့ပတ်သက်ပြီးတော့သင်ကပတ်စံကိုသုံးနေပြီမဲ့သင်အတွက်သင်ကြတော့ပတ်စံသုံးဖို့ဆိုရင်နှမျောလာတာသင်တန်းတွေတက်တာပဲဖြစ်ဖြစ်ကျန်းမာရေးအတွက်လိုအပ်လို့ပတ်စံသုံးတာပဲဖြစ်ဖြစ်တခုခုသင်ရဲ့စိတ်အပန်းဖြေဖို့ကိုတနေရာလေးတွားလိုက်ဖို့ coffee ဆိုင်လေးထိုင်ဖို့အတွက်တောင်သင်ကဟောငါကတော့မလိုအပ်ပါဘူးသူတို့အတွက်တော့ငါပတ်စံချန်ထားလိုက်မယ်စသဖြင့်တော့ပတ်စံရှာနေတာကသင်ဆိုပေမဲ့သင်စိတ်ချမ်းသာဖို့အတွက်သင်ရဲ့စိတ်အပန်းဖြေဖို့အတွက်ကိုတောင်သင်ပတ်စံသုံးဖို့ကိုနှမျောတွန့်နေတာပတ်စံဆိုတဲ့အရာကိုသူများတွေကိုသာသုံးပြီးတော့သင်ကိုသင် invest လုပ်ဖို့ကိုမသုံးတဲ့အခါပတ်စံနဲ့ပတ်သက်ပြီးတော့သုံးဆွဲနိုင်မှုစွမ်းရည်တွေပတ်စံနဲ့ပတ်သက်တဲ့ management တွေကလည်း confidence မရှိတော့ဘဲနဲ့သူများတွေအတွက်သာသင်အသက်ရှင်နေရတယ်လို့ဖြစ်လာပြီးတော့ပတ်စံရှာရတာလည်းပင်ပန်းလာပါတယ်။ နံပါတ်3က5 pattern ဖြစ်ပါတယ်။ပတ်စံနဲ့ပတ်သက်ပြီးတော့ emotional spending တွေလုပ်တာ stress ဖြစ်လာရင်ပဲဖြစ်ဖြစ်တယောက်ယောက်နဲ့ရန်ဖြစ်တာပဲဖြစ်ဖြစ်အလုပ်ထဲမှာစိတ်အဆင်မပြေတာပဲဖြစ်ဖြစ်အလုပ်တွေများလာရင်ပဲဖြစ်ဖြစ်ပတ်စံကိုစိတ်ထဲမှာပေါ်လာတဲ့အရာတွေကိုသုံးလိုက်တာစိတ်အပန်းဖြေဖို့ငါကတော့ဒီလောက်ပင်ပန်းထားတာဒီလောက်သုံးလိုက်ရင်တော့ငါကရပါတယ်ဆိုပြီးတော့စိတ်ရင်းမရှိပဲနဲ့သုံးလိုက်တာသင်အတွက်သင်ပတ်စံသုံးတာရပြီမဲ့ emotional spending နောက်ကိုလိုက်ပြီးစိတ်ရဲ့ခံစားချက်နောက်ကိုလိုက်ပြီးတော့ပတ်စံတွေသုံးနေတာပြောရမယ်ဆိုရင်ခဏတာစိတ်ချမ်းသာဖို့အတွက်လောက်လေးကိုပတ်စံသုံးလိုက်တာဒါပေမဲ့သုံးလိုက်တယ်သုံးပြီးသွားရင် guilt ရှက်စိတ်တွေဝင်လာသလိုဖြစ်မယ်သို့မဟုတ်နောင်တရလာမယ်ဟာငါတော့ပတ်စံကိုသုံးလိုက်မိပြီဆိုပြီးတော့ပတ်စံနဲ့ပတ်သက်ပြီးတော့ anxiety တခုကလည်းကပ်ပါလာတယ်အဲ့တော့ stress ဝင်တယ်အဲ့ဒီ stress တွေကိုရဖို့အတွက်ပတ်စံကိုတော့သုံးလိုက်တယ်ပတ်စံတွေကိုသုံးလိုက်တဲ့အချိန်လေးခဏတိုလေးအတွက်မှာ short term happiness ဆိုပြီးတော့ satisfy ဖြစ်သွားပြီမဲ့နောက်ထပ်1ရက်2ရက်လောက်နေရင် guilt သို့မဟုတ် shame တွေပြန်ဖြစ်လာတယ်အဲ့ဒီရှက်စိတ်တွေကြောက်စိတ်တွေကြောင့်ပဲပတ်စံနဲ့ပတ်သက်ပြီးတော့ anxiety ဝင်ပြီးအဲ့ဒီ cycle ထဲမှာပဲလဲပတ်ပြီးတော့ emotional spending pattern တွေဖြစ်နေတတ်ပါတယ်နံပါတ်4ခုမြောက်က FOMO pattern ပါသူများတွေလုံနေတဲ့အရာတွေကိုလိုက်လုပ်ပြီးတော့ကိုကနောက်ကကြံခဲ့မှာကိုကြောက်တယ် sales တွေချနေပြီဆိုလဲငါ sales တွေလွတ်သွားမှာဆိုပြီးတော့မလိုအပ်ပဲနဲ့ဝယ်လိုက်တာတွေရှိမယ်သင်တန်းတွေဆိုလဲဒီသင်တန်းတွေကကောင်းတယ်ဒီ offer တွေရနေမယ် discount အချိန်လေးရနေမယ်အဲ့ဒီ discount အချိန်လေးမှာဝယ်လိုက်တာပြီးသွားရင် sales တွေချနေတဲ့အရာတွေအင်ဂျီတွေရှိမယ်ပစ္စည်းတွေရှိမယ် gadget တွေရှိမယ်အဲ့ဒါတွေကိုသုံးလားဆိုတော့မသုံးဖြစ်ဘူးဒီလိုပဲသင်တန်းတွေဆိုရင်လေလွတ်သွားမှာဆိုရင်လို့ဝယ်လိုက်ပေမဲ့တကယ်တမ်းအပီးထိတက်လားဆိုတော့လေမတက်ဘူး fear of missing out သူများတွေလိုက်လုပ်နေလို့သာကိုကလွတ်သွားမှာဆိုရင်လည်းအတွက်ကြောင့်မလို့ပတ်စံကိုသုံးပြီးတော့သင်တန်းတက်လိုက်တာပတ်စံကိုသုံးပြီးတော့အင်ကြီးလေးတွေဝယ်လိုက်တာ gadget တွေဝယ်လိုက်တာတကယ်ကိုဘဝထဲမှာတကယ်သုံးနေလားဝယ်ပြီးရင်ရောသုံးနေလားဆိုတော့လေမသုံးမဲနဲ့အဲ့ဒီ FOMO pattern ကြောင့်မလို့ပတ်စံတွေသုံးလိုက်တာပါနံပါတ်5ခုမြောက်က proof button အဲ့ဒါဟာဘာလဲဆိုတော့တင့်ကိုတင်အောင်မြင်တယ်လို့အပြင်ဘက်ကမြင်ရဖို့အတွက်ကိုပတ်စံတွေကိုသုံးပြနေတာတင်ဝင်နေတဲ့ဝင်ငွေပမာဏရှိမယ်အဲ့ဒီပမာဏထက်ပိုတဲ့ lifestyle မှာသင်နေတာအပြင်ကလူတွေရဲ့အောင်မြင်တယ်ဆိုတော့ impression ရဖို့အတွက်သင်ကပတ်စံတွေကိုသုံးပြနေတာသူများတွေနဲ့ရှင်းလိုက်ရင်ငါလည်းမနှိမ့်ပါဘူးဆိုတော့
ခံစားချက်ကိုတင်ကိုယ်တိုင်ရရှိဖို့အတွက်တင်ကိုယ်တိုင်ကတင့်ကိုယ်တင်proof လုပ်ဖို့အတွက်တင့်ရဲ့ lifestyle ပဲဖြစ်ဖြစ်တင့်ရဲ့တန်ဖိုးကိုပဲဖြစ်ဖြစ်တင်ပြန်ပြီး proof လုပ်ဖို့အတွက်ပတ်စံတွေကိုသုံးပြနေတာပြောရမယ်ဆိုရင်အပြင်ဘက်ကလူတွေရဲ့ဟာနင်အောင်မြင်နေတာပဲဆိုရဲသတ်မှတ်ချက်ကိုရဖို့အတွက်သင်ကပတ်စံတွေကိုလိုက်ပြီးသုံးပြနေတာဒီလိုသုံးပြနေတဲ့အခါမှာသင်ဝစ်ထားတဲ့အဝဲသင်စီးနေတဲ့ကားသင်နေတဲ့နေရာကနေပတ်စံရဲ့တန်ဖိုးပြောရမယ်ဆိုရင်သင်ရဲ့တန်ဖိုးတွေကဒီဥစ္စာပစ္စည်းတွေကနေလာတယ်ဆိုပြီးတော့သင်ခံစားလာရတဲ့အတွက်ပတ်စံတွေသုံးပြီးတိုင်းသုံးနေတယ်ဘလောက်ပဲသုံးလိုက်တဲ့အချိန်တွင်သူများတွေအရှိမသုံးပြလိုက်တဲ့အချိန်မှာတော့သင်အတွက်စိတ်ချမ်းသာရပဲဖြစ်ဖြစ်စိတ်ကြည်နမှုပဲဖြစ်ဖြစ်ရသွားပြီမဲ့တကယ်အိမ်ပြန်ပြီးတော့ကိုယ့်ဘာသာကိုတယောက်တည်းဖြစ်သွားတဲ့အခါမှာပတ်စံနဲ့ပတ်သက်ပြီးတော့ pressure တွေတက်လာတာဟာငါတော့ဒီလားကတော့ဒီလောက်သုံးမိလိုက်ပြန်ပြီဒီလိုအကျွေးတွေဒီလိုသုံးမိလိုက်လို့အကျွေးတွေဖြစ်ရင်လည်းဖြစ်သွားလိမ့်မယ် credit card ထဲမှာပဲအကျွေးတွေများရင်များလာလိမ့်မယ်ဆိုတော့ဒါဒီလေပတ်စံနဲ့ပတ်သက်ပြီးတော့ proof button ပြင်ဘက်ကအောင်မြင်နေဆိုတော့သတ်မှတ်ချက်ကိုရဖို့အတွက်သင်ကပတ်စံတွေကိုလိုက်ပြီးသုံးပြနေတဲ့ proof button ဖြစ်ပါတယ်အဲ့တော့ကျွန်မဒီထဲမှာပြောပြသွားတဲ့ button 5ခုတွေကဘယ် button ကိုသင်ရှိနေလဲဆိုတာသင်ကိုသင်ပြန်စမ်းစစ်ကြည့်ပါမျိုးသားဆုံးဝင်ခဲ့ရမယ်ဆိုရင်ကျွန်မကိုယ်တိုင်လည်းဒီ5ခုလုံးမှာရှိခဲ့တယ်အထူးသဖြင့်ကတော့အဲ့ဒီ proof button ကတော့ကျွန်မရဲ့မသိစိတ်ကနေဖြစ်သွားတဲ့ button ဆိုတာကိုကျွန်မတတိချားမိတတ်ပါတယ်အဲ့တော့ခုဒီဗီဒီယိုကြည့်နေတဲ့သင်ရောဒီ button 5ခုတွေကပြန်စမ်းစစ်လိုက်တဲ့အခါမှာဘယ် button ကတော့ပျောက်လိုက်လာလိုက်ဖြစ်သွားလဲဘယ် button ကတော့အမြဲတမ်းရှိနေလဲသင်နဲ့ပတ်စံနဲ့ကြားတဲ့က relationship ကိုပြန်ပြီးဖန်တီးဖို့ဆိုတာကသင်ဘက်ကပြန်စားရဖို့လိုပါတယ်ဒါကြောင့်မလို့လဲကျမရဲ့ money checking ဆိုတဲ့ meditation ကိုကျမလုပ်ထားတယ်အဓိကပတ်စံနဲ့သင်နဲ့ကြားထဲမှာဝေးကွာနေတဲ့ relationship တစ်ခုကိုပြန်လည်ပြီးတော့တိဆောက်တဲ့အနေနဲ့ဒီ money checking meditation ကိုကျမပြုလုပ်ထားခြင်းဖြစ်ပါတယ်ဒီ guided meditation ဒီ money checking ဆိုတဲ့အတိုင်းပဲပတ်စံကသင်ကိုဘာတွေပြောနေမလဲဆိုတာကိုသင်ကနားထောင်ဖို့အတွက်ဖြစ်ပါတယ်လေရှူတိုင်းမှာသင်ဘဝတောက်လျှောက်လုံးသုံးခဲ့တဲ့ပတ်စံတွေရဲ့လို့အာယုံပြုပြီးတော့ရှူနေပါရှူထုတ်လိုက်တဲ့အချိန်မှာလေဒီပတ်စံတွေကဘာတွေပြောနေမလဲဆိုတာကိုနားထောင်ဖို့တသက်ပဲနားထောင်ပါမယ်ဆိုရက်ရည်ရွယ်ချက်နဲ့ကိုကြားချင်တဲ့စကားတွေကြားရဖို့ကိုဖြစ်ချင်တဲ့အရာတွေဖြစ်ဖို့ကိုဖြစ်ချင်နေတဲ့အတ္တတွေ desire တွေကိုခဏလောက်လေးလေထုတ်တိုင်းမှာလှချပါ